လူတော်တော်များများကရေငတ်တာကိုတာမန်လို့ထင်တတ်ကြပေမဲ့အကယ်၍ရေဓာတ်ခန်းချောက်တာဖြစ်နေမယ်ဆိုလို့ရှိရင်တတိလစ်တာကနေပြီးတော့အသက်အန္တရာယ်အထိစိုးရင်ရနိုင်ပါတယ်။မြန်မာနိုင်ငံရဲ့အပူချိန်ကအခုချိန်မှာတော်တော်လေးမြင့်တက်လာတာကိုအားလုံးသတိထားမိကြမှာပါ။အခုလိုမျိုးအပူချိန်မြင့်တက်လာတဲ့အချိန်မှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာအဖြစ်အများဆုံးနဲ့အန္တရာယ်အရှိဆုံးကဘာလဲဆိုလို့ရှိရင်ရေဓာတ်ခန်းချောက်တာပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးမှာတော့ရေဓာတ်ခန်းချောက်တာကဘယ်လိုအကြောင်းအရာတွေကြောင့်ဖြစ်နိုင်လဲဘယ်လိုယောဂလက္ခဏာတွေပြလာရင်ရေဓာတ်ခန်းချောက်တာကိုတန်တရားဝင်သင့်တယ်နဲ့မဖြစ်အောင်အတက်နိုင်ဆုံးဘယ်လိုမျိုးကာကွယ်ရမလဲဆိုတာတွေကိုကျန်းမာရေးဘုဒ္ဓအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်ရေဓာတ်ခန်းချောက်တာကဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင်ရှင်းပါတယ်ရေလုံလုံလောက်မတောက်တာကြောင့်ဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ကတော့ကျွန်တော်တို့ဖျားတဲ့ခါတွေမှာအပူချိန်မြင့်ပြီးတော့ဖျားတာမျိုးတွေပြီးတော့ one shot တာမျိုးတွေပြို့တာအန်တာတွေစသဖြင့်ဒီလိုအရာတွေဖြစ်တဲ့အခါမှာခန္ဓာကိုယ်ကနေရေတွေထွက်သွားတာဖြစ်တဲ့အတွက်ကြောင့်ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်နံပါတ်3ချက်အနေနဲ့ကတော့ဒီချွေးထွက်များတာပေါ့နော်အပူချိန်ပြင်းထန်တဲ့အချိန်တွေမှာပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်တာမျိုးတွေရာသီဥတုအလွန်ပူပြင်းတဲ့အချိန်တွေမှာဒီကာယအလုပ်သားတွေမှာဆိုလို့ရှိရင်ချွေးထွက်များတဲ့အတွက်ကြောင့်ဒီရေဓာတ်ခန်းချောက်တာဖြစ်နိုင်ပါတယ်နံပါတ်4ချက်အနေနဲ့ကတော့စီးကြိုဝေဒနာရှင်ပေါ့နော်ချို့သောစီးကြိုဝေဒနာရှင်တွေမှာဆိုလို့ရှိရင်စီးခန်းခဏသွားရတယ်အဲ့အတွက်ကြောင့်မလို့ရေဓာတ်ဆုံးရှုံးတာတွေရေဓာတ်ခန်းချောက်တာတွေဖြစ်နိုင်ပါတယ်အဲ့တော့ဘယ်လိုယောဂလက္ခဏာတွေရှိနေပြီဆိုလို့ရှိရင်ရေဓာတ်ခန်းချောက်တာကိုတန်တရားဝင်သင့်တယ်ဆိုလို့ရှိရင်အစောပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ရေငတ်တာမျိုးတွေဖြစ်လာမယ်အာကောင်ချောက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်ပြီးတော့မိမိရဲ့စီးသွားတဲ့အခါမှာစီးရောင်ရင်းနေတာမျိုးတည်တဲ့ရေဓာတ်ခန်းချောက်တာဖြစ်နေနိုင်ပါတယ်နောက်တစ်ချက်ကတော့ခေါင်းမူးတာမျိုးပေါ့နော်စသဖြင့်ဒီလိုယောဂတွေလက္ခဏာတွေကိုအစောပိုင်းမှာခံစားရတတ်ပါတယ်အဲ့ထက်ပိုပြီးတော့ဆိုးလာပြီဆိုလို့ရှိရင်တော့ဒီအသားရည်ခြောက်လာတာမျိုးဖြစ်တတ်ပါတယ်ကျွန်တော်တို့ကဒီအသားကိုအရေပြားကိုဆွဲကြည့်လိုက်မယ်ဆိုလို့ရှိရင်ချက်ချင်းပြန်မကြဘဲနဲ့ကြာနေတာမျိုးပေါ့နော်စသဖြင့်ဒီလိုဟာမျိုးလုပ်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီရေဓာတ်ခန်းချောက်တာကိုကျွန်တော်တို့ကသိရှိနိုင်ပါတယ်နောက်တစ်ချက်ကတော့စီးသွားနေတာပေါ့နော်8နာရီကျော်ကြာတဲ့အထိကိုစီးမသွားဘူးဆိုလို့ရှိရင်တော့ရေဓာတ်ခန်းချောက်တာဖြစ်နေပါပြီသတိထားသင့်ပါတယ်မပေါ်စားသင့်ပါဘူးပြီးတော့နှလုံးခုန်မြန်တာမျိုးတွေအသက်ရှူမြန်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်ပြီးတော့ဘယ်လိုယောဂလက္ခဏာတွေရှိနေပြီဆိုရင်တော့အမြန်ဆုံးကုသမှုခံယူသင့်လဲဆိုလို့ရှိရင်မျက်တွင်းဟောက်ပတ်ဖြစ်လာတာမျိုးတွေသတိလက်တာမျိုးတွေနဲ့ကြောင်ကလန်းဖြစ်လာတာမျိုးတွေရှိလာပြီဆိုလို့ရှိရင်လည်းအမြန်ဆုံးနီးစပ်ရာဆေးရုံဆေးခန်းမှာတွားပြီးတော့ဆရာဝန်နဲ့ပြသပါကုသမှုခံယူဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့ကမဖြစ်အောင်အတတ်နိုင်ဆုံးဘယ်လိုကျွန်တော်တို့ကကာကွယ်ရမလဲဆိုလို့ရှိရင်တော့ရှင်းပါတယ်ရေတောက်နဲလို့ဖြစ်တဲ့အတွက်ကြောင့်ရေတောက်မနေပါနဲ့ရေလုံလောက်တောက်ပေးပါပူမြင့်တဲ့ရာသီတွေမှာဆိုလို့ရှိရင်ရေကိုပို့ပြီးတော့တိုးပြီးတော့တောက်ပေးဖို့အတွက်တိုက်တွန်းချင်ပါတယ်အကယ်၍မိမိက ORS လို့ခေါ်တဲ့ဓာတ်စားလိုမျိုးတောက်ပေးခြင်းပဲတောက်ချင်မယ်ဆိုလို့ရှိရင်လည်းတောက်ပေးလို့ရပါတယ်ပြီးတော့ဒီလိုမျိုးပူမြင့်တဲ့ကာလတွေမှာဆိုလို့ရှိရင်ရေဓာတ်များတဲ့အသီးနှံတွေကိုစားပေးပါဖရဲသီးလိုမျိုးသခွားသီးလိုမျိုးလိမ္မော်သီးလိုမျိုးစသဖြင့်အရေရွှမ်းတဲ့အသီးနှံတွေကိုတက်နိုင်ဆုံးရွေးချယ်ပြီးတော့စားပေးပါအဝတ်စားတွေကိုတက်နိုင်ဆုံးချောင်းချီပေါ့နော်ခြီသားလို့အဝတ်စားတွေကိုရွေးချယ်ပြီးတော့ဝတ်ဆင်ပါအရေးကောင်းတဲ့အေးမြတဲ့နေရာတွေမှာအတက်နိုင်ဆုံးရွေးချယ်ပြီးတော့နေထိုင်ပါနေအောင်ကြီးအပူပြင်းဆုံးအချိန်တွေဖြစ်တဲ့ဒီနေခင်း7နာရီကနေညနေ3နာရီကြားထဲမှာပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်တာမျိုးတွေမလိုအပ်ပဲပြင်ထွက်တာမျိုးတွေကိုတက်နိုင်ဆုံးရှောင်ကျဉ်ပေးပါမဖြစ်မနေပြင်ထွက်ရမယ်ဆိုလို့ရှိရင်လည်းထီးတွေအိုးထုတ်တွေဒီလိုမျိုးအကာအကွယ်လေးတွေသုံးသင့်ပါတယ်အဲ့တော့နောက်ဆုံးအရေးကြီးဆုံးတစ်ချက်အနေနဲ့မှာကျင်တာကတော့ရေတောက်ဖို့လုံးဝမမေ့ပါနဲ့ရာသီဥတုပူလာပြီဆိုလို့ရှိရင်ပုံမှန်တောက်နေတဲ့အထက်ပို့ပြီးတော့ရေပိုတိုးတောက်ပေးပါရေတောက်ခြင်းအားကျန်းမာရေးအတွက်အများကြီးအထောက်အကူပြုတယ်ဆိုတာကိုလည်းသတိပေးခြင်းပါတယ်အဲ့တော့ကျွန်တော်ခုဝေမျှပေးခဲ့တာလေးတွေကကိုယ့်အတွက်ဘုဒ္ဓရရတဲ့သိပညာတစ်ခုရတယ်လို့ထင်ရင် like လုပ်ခဲ့လို့ရပါတယ်အသေးပေးခဲ့လို့ရပါတယ်သိချင်တာတွေမေးချင်တာတွေရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်တခြားသူတွေမိတ်ဆွေတငယ်ချင်းတွေသိအောင်လည်းဝေမျှပေးခဲ့ကြပါဦးအားလုံးပဲကျမ်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ